စိတ်ရှင်ပြီးခံလမ်းကြောင်းမှန်ရှေ့လာရောင်းရည်မစိုးကြအောင်နော်ဘယ်သူမစိုးတောင်းဆိုချက်တစ်ခုတည်းတောင်းဆိုလို့ရတယ်ကိုကြီးကမင်းတို့အတွက်တက်နိုင်သူအကုန်လုပ်ပေးမယ်ဟုတ်ပြီလားဘာလဲမရှိဘူးလားမရှိသိမ့်မယ် ဂျိုင်းခါနေပါကျွန်တော်ပြောကြရှိရကျွန်တော်မှတော့ပြောကြရှိဂျိုင်းနေရအောင်ကျွန်တော်တရက်နေတယ်အခုမင်းတို့ကဘာတောင်းဆိုချက်ရှိလဲအားအချိန်ပြီးတင်ပြတော့ငါတက်နိုင်တာတော့ဖြည့်စည်းပေးမယ်ရှာအားမရှိကရုနေဦးမင်းလည်းမရောက်သေးဘူးခိုင်ခံပြောဘာလဲမင်းကပြောစရာမရှိဘူးလားကရုပြောရှာမင်းဘာမဟာတော့တယ်ကရုသွားမနက်ဖြန်နေစားပြီးအလုပ်လာကြမှာလို့တို့မကြည့်ကြဘူးတို့ဟာမဖြစ်လေဟာတကားတော့ကဘာလို့ဝင်လာတော့ငါအင်တာလာပြတာပဲခင်ဗျာဒီကမန်နေဂျာလားဟုတ်တယ်နေမအောင်ဒီစတိုင်းနဲ့မင်းကိုဘယ်သူထိုင်ခိုင်းလို့တော်ကုန်သားမှာမတက်ပြန်ရဲ့ထမင်းဘယ်ပိုင်းကိုတာဝန်ယူထားတာတာဝန်ယူချင်တာဘယ်ပိုင်းလဲဆိုတော့ကျွန်တော်နေထောက်ကြည့်လိုက်လေငါနေထားကရုပ်ရည်နဲ့တက်ရွယ်နဲ့ငါထင်တာတော့မင်းကအင်တာဆေးဖို့လောက်ပဲတာဝန်မင်းကအင်တာဆေးဖို့လောက်ပဲတာဝန်ဘာပြောလဲအင်တာဆေးဖို့လောက်ပဲတာဒီရုပ်ကအင်တာဆေးတဲ့ရုပ်လားမင်းသိချာကြည့်ဟမ်မင်းမလုပ်ချင်ဘူးလားမလုပ်ချင်ရတယ်လေဟိုမှာတကားတွေတွေ့လာဟိုမှာညစ်ပတ်သွားတန်းရှင်းသွားလို့လေသွားဘယ်ကကြည့်နေတော့ဟေးယေမလေးဒီစပွဲလေးပါတော့လာအောင်လေအလုံးလုံးတိကျလှုပ်ဆမ်းပါကြက်တတိထားနေတော့ကြော်ကြီးမင်းကငါအောင်ထားတာကြားနေပြီကြည့်လားကလေးလေးစိတ်ရှင်ပြီးခံလမ်းကြောင်းမှန်စိတ်ရှင်ပြီးခံလမ်းကြောင်းမှန်အချိန်မပြေသေးဘူးလှုပ်နေလိုက်လို့သေအောင်မယ်လှုပ်ချင်းကြီးလေးကတော့ရေရုံးကနေခဏလာခဲ့ဦးကွာဘာလဲပြောညီအခုရေးလေးတော့ဦးတော့တကူလားဟိုမှာမင်းဝါတာတခုလုံးရှိတာမင်းလက်မပေါက်လားမဟုတ်ဘူးငါအေးတောက်ချင်တာတော့ကွာအေးလေးတော့ပဲတော့မင်းရေးစားအေးဟာကတော့ဖြည်းဖြည်းတက်လို့ဆမ်းပါဒီကောင်ဂတ်ပါတယ်လေကွာငါဂတ်ပါတာမတော့ချင်ဘူးကြီးထားပါကျန်တဲ့မဆန်ဘယ်ကပစံဘယ်တော့ပစံပေးလိုက်လို့ဘယ်ကပစံဟာဒီအနေထားတော့ရောက်နေပြီကွာမင်းလူဆက်ဆက်ရေးလေးပါလေနဲပါမတက်ဘူးလားထားတော့တော့အလုပ်တော့မင်းနော်မင်းကောစမငါလုတ်ထဲလို့ဟာမခိုင်းလို့စီလို့မရဘူးဟောကမင်းအလုပ်လုပ်ဖက်ဘာလို့ဖုန်းကြည့်ဟမ်ဟာလေဟာမင်းမမြင်ဘူးလားအချိန်ပြည့်သွားမင်းမမြင်ဘူးလားမင်းမျက်လုံးကန်းနေလားမျက်မှန်ချုပ်အဲ့မျက်မှန်ချုပ်ကြည့်မျက်မှန်ချုပ်ကြည့်အချိန်ပြည့်သွားညနေမင်းစောတော့ပြန်လိုက်တော့စောက်ချိုးရမှာပြောဟေ့အောင်လာခဲ့ဒီပြန်လာခဲ့လားဒီညနေ17လပိုင်းရဲ့ပလန်အကုန်ယူခဲ့မနေ့ကငါဆက်မယ်နော်ကိုလေးဘာမှမပြင်ရသေးတာခိုင်းဟာဘာမှမပြင်ရသေးတယ်ဂျာကြီးရဲ့အခက်ခဲရှိနေအခက်ခဲရှိနေမနေ့ကစားပြီးဖိလာကြမလို့တော့သွားငါမျက်စိရှိရထောက်သွားမနေ့ကစားပြီးမင်းတော့ငါမမြင်ဘူးသွား